င်္ဂလာပါပါယနာဒေသနာတော်ကိုပြောပြလာတာအခုဆိုလို့ရှိရင်အစည်းတာယတိဥဆောင်တဲ့ဘာဝီပုံနာကြီးရဲ့တပည့်တွေမြတ်စွာဘုရားနဲ့တွေ့ဆုံနေကြပါပြီဘာဝီပုံနာကြီးကသူ့တပည့်တွေကိုမိဂုံး9ခုပေးလိုက်တယ်အဲ့ဒီမိဂုံး9ခုကိုတဲ့စိတ်ထဲကနေမေးပါတဲ့ဖះအစစ်အမှန်ဖြစ်လို့ရှိရင်နှုတ်ကနေပြန်ပြေးလိုက်မယ်ဆိုပြီးတော့မိဂုံး9ခုပေးလိုက်တယ်ဘာတွေပေးလိုက်တာလဲဆိုတော့သူ့ရဲ့အသက်ကဘယ်လောက်ရှိပြီလဲသူ့ရဲ့အနွယ်ကဘာတွေပါလေတဲ့သူ့မှာယောက်ျားမြတ်တွေရဲ့အမှတ်အသားဘာတွေပါရှိလဲသူ့ရဲ့ပညာဘယ်လောက်ရှိလဲတပည့်ပေါင်းဘယ်လောက်ကိုစတင်ပေးနေတာလဲဆိုပြီးတော့မိခွန်း၅ခုသူ့အကြောင်းကိုအရင်မေးခိုင်းလိုက်တယ်ပြီးလို့ရှိရင်တဲ့နောက်ထပ်အရေးကြီးတဲ့မိခွန်း2ခုဆက်မေးပါတဲ့ဥထိတ်ဆိုတာဘာလဲတဲ့အဲ့ဒီဥထိတ်ဥခေါင်းရဲ့ပြုတ်ကြခြင်းဆိုတာဘာလဲတဲ့အဲ့တော့စုစုပေါင်းမိခွန်း9ခုကိုပေးလိုက်တယ်အဲ့တော့အစည်းတာယတိကမြတ်စွာဘုရားနဲ့ဆုံတဲ့အခါမှာပထမဦးဆုံးစိတ်ထဲကနေမိခွန်းစမိတယ်ကျွန်ုပ်ဆရာကြီးရဲ့အသက်ကဘယ်လောက်ရှိပြီလဲတဲ့မြတ်စွာဘုရားကနှုတ်နဲ့ပြန်ပြေးတယ်ဘာဝီပုံနာကြီးရဲ့အသက်က120ရှိပါပြီဆရာကြီးရဲ့အနွယ်ကဘာလဲဆိုတော့သူ့ရဲ့အနွယ်ကဘာဝီပဲတဲ့သူ့မှာယောက်ျားမြတ်တွေရဲ့အမှတ်အသားဘာတွေပါရှိလဲဆိုတော့မဟာဗုဒ္ဓလက္ခဏာ3မျိုးသူ့ခန္ဓာကိုယ်မှာပါတယ်တဲ့မဟာဗုဒ္ဓလက္ခဏာက32ပါးရှိတယ်စัจ jawri မြင့်နဲ့မြတ်စွာဘုရားရှိမှာပဲ32ပါးလုံးအပြည့်အစုံပါတယ်တချို့ယောက်ျားတွေမှာတော့တစ်ပါးပါတယ်လို့ရှိတယ်နှစ်ပါးပါတယ်လို့ရှိတယ်သုံးပါးပါတယ်လို့ရှိတယ်ဘာဝီပုံနာကြီးမှာတော့မဟာဗုဒ္ဓလက္ခဏာ3မျိုးပါဝင်တယ်ဘာတွေလဲဆိုတော့သူ့ရှာကအင်မတန်မှရှည်လာပြီးနူးညံ့တဲ့ကြီးမားတယ်တဲ့ရှာထုတ်ပြီးမျက်နှာကိုအုပ်လို့ရတယ်ပကုတ္တဇီဝလက္ခဏာလို့ခေါ်တယ်နောက်တစ်ခုကသူ့ရဲ့နှစ်ဖူးမျက်လုံးနှစ်ခုရဲ့အလယ်မှာဖြူဖွေးတဲ့အမွှေးတစ်ပင်ပေါက်နေတယ်မြတ်စွာဘုရားမှာဆိုလို့ရှိရင်အုံနှလုံးမွေးရှင်လို့ခေါ်တယ်အဖျားကဆွဲဆန်းလိုက်လို့ရှိရင်2000လောက်ရှိပြီးလွှတ်လိုက်ရင်စပရင်လေးလိုလက်ရရစ်ခွေနေတယ်နောက်တစ်ခုကဖုံးအုပ်ထားတဲ့ပုရိသလင်ကပါရှိတယ်အဲ့ဒီ3မျိုးသူခန္ဓာကိုယ်မှာပါတယ်နောက်သူ့ရဲ့ပညာဘယ်လောက်ရှိလဲလို့မေးလိုက်တဲ့အခါမှာဝိဒကျမ်းကျင်နဲ့ပတ်သက်ပြီးအလွန်ကျွမ်းကျင်တယ်တပည့်ပေါင်းဘယ်လောက်ကိုသူစာသင်ပေးနေတာလဲဆိုတော့တပည့်900ကိုသူပညာသင်ပေးနေတာပါလို့ပြန်ကြည့်တယ်အဲ့တော့နောက်ထပ်အရေးကြီးတဲ့မိဂုံးနှစ်ခုကိုဆက်မေးတယ်မုဒ္ဒအုတ်ထိတ်ဆိုတာဘာလဲတဲ့အဝိဇ္ဇာဟာခေါင်းဝဲလို့မြတ်စွာဘုရားပြန်ဖြေတယ်အဝိဇ္ဇာဟာအုတ်ထိတ်ပဲတန်တရားလေချင်းမှာသူကခေါင်းဆောင်နေလို့ဖြစ်တယ်ပရိစ္ဆသပုပ္ပံမှာအဝိဇ္ဇာပစ္စယသင်္ခါရဆိုတာသူကဥတည်ပြီးတော့လာတာဖြစ်တယ်တုတ်တန်တစ်ခုမှာလဲအဝိဇ္ဇာဘိကဝေပုပ်ပင်ခံမှာအာဟုတလနဲ့ဓမ္မနဲ့တမာပတ္တိယာအာဟုသူတရားတွေဖြစ်ဖို့အတွက်အဝိဇ္ဇာဟာခေါင်းဆောင်ပဲအဝိဇ္ဇာဟာရှေ့ပြေးပဲအဝိဇ္ဇာကဥဆောင်သွားတယ်သစ္စာ၄ပါးကိုမသိချင်းဆိုတဲ့အဝိဇ္ဇာဟာတန်တရားမှာသူကဥဆောင်နေတာဖြစ်ခြင်းကြောင့်အဝိဇ္ဇာကိုခေါင်းလို့ပြောတယ်နောက်ထပ်မိဂုံဖြစ်တယ်အဲ့ဒီဥထိတ်ဥခေါင်းရဲ့ပြုတ်ကျခြင်းဆိုတာဘာလဲအဲ့တော့မြတ်စွာဘုရားကဥခေါင်းပြုတ်ကျခြင်းဆိုတာဝိဇ္ဇာကိုပြောတာခေါင်းကိုဝိဇ္ဇာနဲ့ဖြုတ်ရတယ်အရဟတမဉ္ဇဉ်ဝိဇ္ဇာမိမိတို့တဏ္ဍာမှာထူထောင်လိုက်လို့ရှိရင်ခုနကသစ္စာ၄ပါးကိုမသိခြင်းဆိုတဲ့အဝိဇ္ဇာဆိုတဲ့ခေါင်းကိုဖြုတ်ချနိုင်ခေါင်းထိတ်ကိုဖယ်ရှားပြနိုင်မုဋ္ဌာဓိပါဒခေါင်းထိတ်ကိုဖယ်ရှားခြင်းခေါင်းထိတ်ရဲ့ပြုတ်ကျခြင်းဆိုတာဝိဇ္ဇာကိုပြောတာပါလို့မုဋ္ဌာဆိုတဲ့စကားလုံးနဲ့မုဋ္ဌာဓိပါဒဆိုတဲ့တကယ်အစစ်အမှန်စကားလုံးရဲ့အပြည့်မှန်ကိုမြတ်စွာဘုရားကရှင်းပြလိုက်တယ်တရားဘက်ကနေဥကောင်းဆိုတာဥဆောင်တဲ့တရားကိုပြောတာပါခေါင်းဆောင်ကိုပြောတာထိုဥဆောင်နေတဲ့အဝိဇ္ဇာကိုဖယ်ရှားပြနိုင်တာဝိဇ္ဇာပဲဖြစ်တယ်ဝိဇ္ဇာရဲ့စမ်းဆောင်မှုကိုအထောက်အကူပြုတဲ့တရားတွေကတော့တတ္တာတတိတမာတိစန္ဒဝရိယတို့ဖြစ်တယ်ဒီတရားတွေနဲ့ရှင်တွဲပြီးလာတဲ့ဝိဇ္ဇာဆိုတဲ့အသိဉာဏ်ဟာအဝိဇ္ဇာဆိုတဲ့ခေါင်းကိုဖယ်ရှားပြနိုင်တယ်မွေးမှာအစိတ်ရှိတဲ့အစွဲရှိနေတဲ့ခေါင်းဟာအန္တရာယ်အရှိဆုံးပဲမွေးမှာခေါင်းမရှိတော့ဘူးဆိုရင်ဘာအန္တရာယ်မှမပြုတော့ဘူးတန်တရားမှာလည်းကြောက်စရာကောင်းတဲ့အကုသိုလ်ကအဝိဇ္ဇာမသိဘူးဆိုရင်မှားမှားယွင်းယွင်းတွေလုပ်တော့တယ်ကျန်တဲ့အကုသိုလ်တွေကိုဖိတ်ခေါ်ထားတယ်လို့ဖြစ်တယ်မွေခေါင်းရှိနေသေးတဲ့မြအန္တရာယ်ရှိနေတယ်လို့ပဲခေါင်းဟာအန္တရာယ်ရှိတဲ့အရာတစ်ခုဖြစ်တယ်တရားတွေထဲမှာအဝိဇ္ဇာဆိုတဲ့ခေါင်းဟာလည်းအန္တရာယ်ရှိတယ်အဝိဇ္ဇာဆိုတဲ့ခေါင်းကိုဖယ်ရှားပြီးဝိဇ္ဇာဆိုတဲ့အသိဉာဏ်ကိုရရှိလိုက်တာနဲ့တပြိုင်နက်အန္တရာယ်တွေကင်းသွားမှာဖြစ်တယ်အစည်းတာအမှုရှိတဲ့ပညာထက်ပုံသားတွေဟာတအံ့တော်ဖြစ်ပြီးတော့ဟုတ်ပြီဒါတကယ်ဘုရားအစ်စ်ပဲလို့လက်ခံလိုက်တယ်အဲ့ဒီခါကျတော့အရှင်ဘုရားတပည့်တို့ပြိတ္တနဲ့တကွာဘာဝီပုံသားကြီးဟာတက်ကြွသောစိတ်နဲ့ဝမ်းမြောက်ဝမ်းသာအရှင်ဘုရားရဲ့ခြေတော်အစုံကိုရှိခိုးဥတိုက်ပါတယ်ဘုရားလို့မြတ်စွာဘုရားကိုလျှောက်ကြတယ်အဲ့လိုလျှောက်တဲ့အခါမှာမြတ်စွာဘုရားကဆုပေးတယ်တဲ့ဘာဝီပုံသားကြီးချမ်းသာပါစေတပည့်တွေနဲ့အတူတကွဘာဝီပုံသားကြီးချမ်းသာဒုက္ခရပါစေဆိုပြီးတော့ဆုပေးတယ်နောက်ပြီးတော့ခေါင်းဆောင်ဖြစ်တဲ့အစည်းတာ
ယတိကိုလည်းဆက်ပြီးတော့ဆုပေးတယ်မင်းလည်းပဲချမ်းသာဒုက္ခရပါစေအသက်ရှိပါစေတဲ့ဆုပေးပြီးတော့သူတို့ကိုမေးခွန်းမေးဖို့ရမြတ်စွာဘုရားကခွင့်ပြုလိုက်တယ်ဘာဝီပုံနာကြီးသိကျင်တဲ့ချက်မင်းတို့သိကျင်တဲ့ချက်အဲ့ဒါတွေအားလုံးကိုမေးနိုင်တယ်စိတ်ထဲမှာမေးချင်တာရှိလို့ရှိရင်ငါခွင့်ပြုတယ်မေးပါတဲ့ဒီလိုမျိုးမေးချင်တာမေးလို့ပြောတာဟာမြတ်စွာဘုရားပဲပြောနိုင်တယ်ကျန်တဲ့ပုံကိုယ်တွေမပြောရဘူးဒါချွင်းချက်မရှိ challenge လုပ်တာဖြစ်တယ်ရှင်သာရိပုတ္တရာတောင်ဒီလိုမပြောဘူးရှင်သာရိပုတ္တရာကပြောလို့ရှိရင်မေးတာကြားရတဲ့အခါမှာဖြေနိုင်မဖြေနိုင်စဉ်းစားပါမယ်လို့ပြောတယ်အဲ့တော့တပ်ပိမြို့ဘုရားတွေမှာဒါဒီလိုမျိုးကြိုက်တာမေးဆိုပြီးတော့ချွင်းချက်မရှိမေးခွန်းတွေကိုမေးခိုင်းရတာဖြစ်တယ်မြတ်စွာဘုရားကဘာဝီပုံနာကြီးရဲ့သူ့ရဲ့တပည့်တွေကိုဖိတ်ခေါ်လိုက်တယ်။ဘာဝီပုံနာကြီးရဲ့တန်တရားတွေမင်းတို့တို့ရဲ့တန်တရားတွေကင်းရှင်းဖို့ရအတွက်မင်းတို့စိတ်ထဲကမေးခြင်းနဲ့မေးခွန်းတွေရှိရင်ငါခွင့်ပြုတယ်မေးကြပါတဲ့။အဲဒီတော့ဇီတာဥဆောင်တဲ့ခေါင်းဆောင်တပည့်ကြီးကစပြီးတော့မေးခွန်းတွေမေးကြတယ်။မေးခွန်းအဖြေခါထားပေါင်း60ကျော်ရှိပါတယ်